လျှက်ဆက်နဲ့စွမ်းရည်ဝင်ကြီးဌာနမှဒုဝန်ကြီးတန်းစင်ညွှန်ချုပ်နဲ့အရာရှိချုပ်ကိုယာရုမှဖယ်ရှားပြီးစီစေးကစားမှုစီခွဲတဲ့နေလက်ယူချပေးမှုနဲ့စီမံကုန်မှုအတွက်ဖမ်းဆီးစစ်ဆေးရေးယူလျှက်ဆက်နဲ့စွမ်းရည်ဝင်ကြီးဌာနကဒုဝန်ကြီးတန်းစင်ညွှန်ချုပ်နဲ့အရာရှိချုပ်ကိုစစ်တပ်ကယာရုကဖယ်ရှားပြီးစီစေးကစားမှုစီခွဲတဲ့နေလက်ယူချမှုနဲ့စီမံကုန်မှုအတွက်ဖမ်းဆီးရေးယူထားကြောင်းစီလုပ်ငန်းရှင်ထံကနေသိရတယ်နိုဝင်ဘာ9ရက်နေ့ကစတင်ပြီး73စီဈေးကစားမှုစီခွဲတန်းနေချထားပေးရမှာလမ်းဝယ်ယူမျက်နှာသာပေးချထားမှုစီလက်ကျန်စင်းစရာမကိုက်ညီပဲမှောင်ခိုခိုးထုတ်မှုနဲ့စတင်ဖန်ဆီးစစ်ဆေးခဲ့ကြောင်းနိုဝင်ဘာလ25ရက်နေ့မှာစစ်တပ်ကလျှက်စစ်နဲ့စွမ်းရည်ဒုဝန်ကြီးတန်းစင်ကိုတောင်ပိုင်းမှာရက်စဲကြောင်းအမိန့်ထုတ်ပြန်လာကြောင်းသိရပါတယ်73စီပိုင်ရှင်တအုပ်ကလည်းဖန်စီရေးယူခံလိုက်ရတဲ့စွမ်းရည်ဒုဝန်ကြီးတန်းစင်ကစီခွဲတန်းတွေကိုချထားပေးရမှာငွေပေးနိုင်တဲ့ POC ကဲ့သို့သောဆိုင်ကြီးတွေကိုခွဲတန်းနေအစမတန်ချထားပေးပြီးတခြားသောဆိုင်တွေကိုခွဲတန်းနေမညီမျှချထားပေးကြောင်းရှင်ကဲ့သို့လက်ငွေယူစီခွဲတန်းမညီမျှမှုကြောင့်တိုင်ကြားမှုဖြစ်ပေါ်လာကစုံစမ်းစစ်ဆေးမှုပေါ်ပေါက်လာခဲ့ပါတယ်။ POC ဆိုရင်မိဖက်တွေတင်းခေါ်ခိုင်းတာဆိုင်တွေကိုဘလောက်ပေးမယ်ဆိုင်ဝန်တန်းတွေမိဖက်ရှာနိုင်ဘလောက်ပေးမယ်ဆိုပြီးရှာခိုင်းတယ်ကမ္ပဏီကြီးတွေကခွဲတန်းပိုရအောင်လုပ်တော့ SMB ဆိုင်တွေအကုန်ထည့်ဒီကောင်တွေကသူတို့ပဲလှုပ်ရှားနေရတိုင်းသူတို့ကမ္ပဏီကြီးဆိုင်တွေဖြစ်ကုန်ပြီ SMB မလုပ်နိုင်တော့ပပြောင်းလာပြီဥပမာမော်လမြိုင်စီပြတ်သွားတဲ့ကိစ္စဆိုရင်မော်လမြိုင်မှာရာဇာမေးမှုတော့မောင်သူတို့တွေလက်ချက်တွေအခုကအထက်ကလည်းဖြစ် SMB ဆိုင်တွေကိုပြီးတယ်POC လိုကမ္ပဏီကြီးဆိုင်ကြီးဆိုရင်တော့စီတွေကိုပဲနေရာပို့ထောက်ခံကြတော့မလို့ကမ္ပဏီကြီးတွေစီဆိုင်တွေကိုလည်းဖိအားပေးမခံရအောင်လျှက်စစ်နဲ့စွမ်းရည်ဒုဝန်ကြီးတန်းစင်တဲ့ရရှိကိုယာရုမှဖယ်ရှားပြီးယူရဲကိစ္စအောင်မြောင်းလေကိုယ်တိုင်တိုက်အကင်တွယ်နေကြောင်းလည်းသိရပါတယ်